အားလုံးပဲမင်္ဂလာပါကျွန်တော်R1ရောင်းပြီးဒီ Honda CBR 1000 R3 လုံးကိုဝယ်ဖြစ်လိုက်တဲ့အကြောင်းရင်းကတော့သူ့ရဲ့မိုင်ပေါ့သူ့ရဲ့မိုင်ကဒီကောင်ကျတော့စမကီနဲ့လာတယ်ဆိုတော့ဒီမှာအဖွင့်သူရဲ့မိုင်800နဲ့8ကျွန်တော်ဝယ်တော့900ကျော်ပဲရှိတယ်မိုင်900နဲ့90လောက်ပဲရှိတာတစ်ဆက်လိုမျိုးပကင်လိုမျိုးပေါ့မိုက်ပါတယ်အရင်မိုက်ပါတယ်အရင်မိုက်ပါတယ်သူရဲ့ရုပ်ထွက်လေး